ကျောင်းမှာကျောင်းသူတယောက်ထိတ်လန့်စရာကောင်းလောက်တပ်ဖြတ်ခံရတာဘသူ့ရဲ့လက်ချက်လဲဒီဖြစ်ရက်တွေကကျောင်းရဲ့ကြောက်စရာအတိတ်နဲ့တိုက်ဆိုင်နေတာများလားဒီနေ့ကျွန်တော်တို့ကြည့်ရှုမဲ့ဇလန်းကတော့ဝါနီဒါဆိုတဲ့ကျောင်းသူလေးတယောက်ရဲ့ကျမဆိုးကျောင်းပါပဲကျောင်းကောင်းလောင်းတံမြည်လာတော့ကျောင်းသားတွေအတန်းပြီးလို့ပြန်ဖို့ပြင်ကြပါတယ်ဒါပေမဲ့မနက်ဆွေဆိုတဲ့မိန်းကလေးတယောက်ကတော့သူ့စပွဲမှာစာအုပ်တအုပ်ကိုငုံပြီးစိတ်ဝင်တစားဖတ်နေတော့ပါပဲသူမျက်နှာမှာတော့ထူးဆန်းတဲ့ပုံမြင်နေအပေါ်စိတ်ဝင်စားမှုအပြည့်နဲ့ပါခဏကြာတော့သူ့တငယ်ချင်းတချို့ကသူ့ပခုံးကိုပုတ်ပြီးဟေးကျောင်းဆင်းပြီလေတွားရအောင်လို့ပြောတယ်မနက်ဆွေကနေပဲသွားမလို့လေလို့မေးလိုက်တော့တချို့ရဲ့မျက်နှာမှာလျှို့ဝှက်တဲ့အပြုံးတစ်ခုပေါ်လာတယ်တချို့ကပြုံးပြီးမနက်ဆွေကိုကြည့်ကနေမမိလားငါတခါပြောပြဖို့လို့နေအောင်ငါရှာတွေ့ပြီနော်လို့ပြောလိုက်တော့မနက်ဆွေမျက်နှာကအံ့ဩတုန်လှုပ်သွားတယ်ဝါမလားဆိုမနက်ဆွေကတွေ့ပြီးသွားပြီမယ်နောက်ဆုံးကောင်းပြီလို့ပြန်ပြေးလိုက်တယ်ကျောင်းဝင်းထဲမှာလမ်းလျှောက်လာရင်တချို့ကဖုံးထုတ်ပြီးတပ်ပုံတစ်ပုံကိုပြတယ်ဒီမှာကြည့်စမ်းသူတို့ပြောတယ်ကွက်သားတယောက်ဒီမှာရှိတယ်သူယူသွားပြီးလူတက်ခဲ့ဘူးတယ်လို့ပြောတော့မနက်ဆွေကယူသွားတာလားပြီးတော့လူတွေကိုလိုက်တတ်တာလားလို့မေးတယ်ကြောက်ရွံ့စိတ်တွေသူ့မျက်နှာမှာထင်ဟပ်နေပါတယ်တချို့ကဟုတ်တယ်လို့ဖြေပြီးနောက်ထပ်တပ်ပုံတစ်ပုံကိုပြတယ်ဒါကငါရှာတွေ့ခဲ့တဲ့ကွက်မြက်ရနေရရဲ့ပုံပဲတပ်ပုံထဲမှာတစ်ပင်ကြီးတစ်ပင်အုပ်ကကွက်မြက်ရနေရဟောင်းတကူအဲ့ဒါကဗုဒ္ဓဘုရားအတူတူပဲတချို့ကပြောတယ်သူမတို့နှစ်ယောက်စိတ်လုံးရှာစွာနဲ့ကြည်နေကြတယ်ပြီးတော့သူတို့နှစ်ယောက်ကကြောင်းဝင်းတွေကအီယာမှာတစ်ပင်ကြီးကိုကြည့်ပြီးတပ်ပုံတွေကအတိုင်းပဲဆိုတာတတိထားမိကြတယ်ဒီနေ့ဟာကျောင်းရဲ့အတိတ်ဆိုးတွေနဲ့ဆက်နွယ်နေတယ်ဆိုတာသူတို့သိလိုက်ရတော့မနဲ့ဆွေကဒါဆိုသူတို့ပြောကြတဲ့ငါတို့ကျောင်းကအရင်တုန်းကကွက်မြက်ရနေရဖြစ်ခဲ့တာကဒီနေရာပေါ့ပြောတယ်တချို့ကလည်းဟုတ်တယ်ဒီနေရာပဲလူအတီးပြူတယ်မနဲ့ဆွေတကူလုံးချက်တီးတွေထားသွားတယ်ဒီနေရာရဲ့တမိုင်းကြောင်းသူမှအရန်ကိုကြောက်ရွံ့စိတ်ဝင်သွားတယ်ဒါပေမဲ့တချို့ကတော့မနဲ့ဆွေလာတပုံရရအောင်လို့ပြောပြီးတပုံထဲကကွတ်သားဟန်ပန်မျိုးနဲ့ပုံစံလုပ်ပြီးရိုက်ခိုင်းတယ်တပုံရိုက်ပြီးတဲ့နောက်မနဲ့ဆွေကကွန်ကနုကငါ့ကိုလည်းထူးဆန်းတဲ့ကိစ္စတွေကိုစိတ်ဝင်စားတယ်ဆိုတာသိတော့ငါတို့နှစ်ယောက်ချက်ချင်းရင်းနှီးသွားတယ်ငါတို့ရဲ့ဝါသနာကတော့ကျောင်းထဲမှာရှိတဲ့တရေပုံပြင်းနေတဲ့ဒန်တာရီတွေကိုရှာဖွေဖို့ပဲလို့ပြောပြတယ်သူတို့နှစ်ယောက်ပျော်ရွှင်စွာရှေ့ငုံနေကြတယ်ပြီးတော့ငါတို့ကျောင်းမှာအရင်တော့ကွမျက်ရနေရဖြစ်ခဲ့တာကိုတိလိုက်ရတော့ပို့ပြီးတော့စိတ်လှုပ်ရှားလာကြတယ်မနဲ့ဆွေကစပြုံးနေတော့မှာပဲရုတ်တရက်လီတွေကနေဓာတ်တစ်ချောင်းဝိဝေးလာခဲ့ပြီးသူမရဲ့တငယ်ချင်းတချို့ကိုလက်ကျဆက်ဆက်တိုက်ခိုက်နေတာကိုမနဲ့ဆွေညက်မြင်တွေ့လိုက်ရတယ်ဒါတကယ်အဖြစ်ဖြစ်လာဒါမှမဟုတ်သူမရဲ့စိတ်အာရုံတွေကပုံရိပ်ရောက်တတ်တတ်လာခဏအချောင်းတော့အဖြစ်ဖြစ်ဒီအားလုံးကရပ်တန့်သွားပြီးမနဲ့ဆွေတို့လည်းပုံမှန်တိုင်းပြန်ဖြစ်နေကြတယ်မနဲ့ဆွေကအင်္ဂလိပ်စာစီကိုအချောင်းမေးတော့တချို့ကဟမ်မနဲ့ပြန်ပို့ရမှာလားလူအန်အိုဘီပြန်မေးတယ်မနဲ့ဆွေကလူပြေးတယ်တချို့ကဟေးငါမီးနေတာဒါဆိုငါအခန်းထဲတွားယူလိုက်အောင်မယ်နှင်းဒီမှာစောင့်နေနော်လူဖြိုပြီးပြေးထွက်သွားတယ်မနဲ့ဆွေတယောက်တည်းကြောင်ဆောင်အောင်မှာစုံနေခဲ့တယ်သူမတယောက်တည်းကြံခဲ့ပြီဒီကြောက်စရာကောင်းတဲ့ကြောင်ထဲမှာမနဲ့ဆွေဖာပြီးစက်ကြုံတွေ့ရဦးမလဲပြီးတော့သူမမြင်ခဲ့ရတဲ့သွေးပြဖွေမြင်ကွင်းကိုဖာအတိတ်ပဲလေဒီနေ့ဟာကနှုတ်ဆိုတဲ့ကျောင်းသူလေးအတွက်ကျောင်းမက်ဖွယ်ရအနာဂတ်တစ်ခုကိုအစပြိုးပေးလိုက်တဲ့နေ့တစ်နေ့ဖြစ်လာမယ်ဆိုတာဘယ်သူမှကြိုသိခဲ့ကြမှာမဟုတ်ပါဘူး။တနေ့ညနေခင်းမှာတော့ကနှုတ်ကတငယ်ချင်းနတ်ဆွေအိမ်မှာနေရင်းနဲ့အင်ရှင်အန်တီကြီးကဘာတွေလုပ်နေကြတာလဲအိမ်မှာနေမလားအိမ်ပြန်မလားလို့မေးတဲ့ခါမှာကနှုတ်ကဒီညနေဖို့နေလို့ရမယ်လို့ပြောပါတယ်။နတ်ဆွေကတော့အေးကောင်းပြီအောက်ထိလိုက်ပို့ပေးမယ်။တွားရအောင်ဆိုပြီးလိုက်ပို့ပေးပါတယ်။အိမ်ကနေမပြန်ခင်နတ်ဆွေရဲ့ဖခင်ကကနှုတ်ကိုကားကိုကောင်းကောင်းမောင်းပြီးနော်လို့မှားလိုက်ပါသေးတယ်သူတို့နှစ်ယောက်ကတော့မနှက်ဖြန်တွေ့မယ်လို့ပြောပြီးခွဲခွာသွားကြပါတယ်ကနှုတ်ပြန်သွားပြီးနောက်နတ်ဆွေကသူ့အိတ်ခမ်းထဲမှာကွန်ပျူတာဖွင့်ပြီးအင်တာနက်ပေါ်ကစာတွေဖတ်နေခဲ့ပါတယ်ကျိန်စာတင်နေတဲ့မိန်းကလေးတစ်ယောက်ရဲ့ခေါင်းကိုမမြင်ရတဲ့သူတိုင်းကကျိန်စာတင်နေမယ်သူ့ဦးခေါင်းကို2ရက်အတွင်းရှာမတွေ့ရင်သူ့ကိုတေတံပေးလိုက်မယ်ဆိုတဲ့စာတွေကြောင့်နတ်ဆွေတစ်ယောက်စိတ်ပူပန်နေခဲ့ပါတယ်နောက်တနေ့မနက်ကျောင်းရောက်တော့နတ်ဆွေကပုံမှန်မဟုတ်တဲ့အပြုအမူတွေနဲ့စိတ်မသက်သာဖြစ်နေခဲ့တယ်ကနိုးလဲကြောင်းမလာတော့တငယ်ချင်းတယောက်ကိုဟေးကနိုးကိုမြင်သေးလားလို့မေးတဲ့ခါမှာတော့မတွေ့သေးဘူးလို့ပြန်ဖြေပါတယ်။ကျောင်းခန်းထဲမှာပဲနတ်ဆွေကကနိုးကိုဖုန်းခေါ်ပြီးနဲ့ဘလို့မှအဆက်အသွယ်မရခဲ့ပါဘူး။သူ့စိတ်ထဲမှာပို့ပြီးတော့ပူပန်လာခဲ့ပါတယ်။စီယာတင်နေတဲ့ချိန်မှာတော့နတ်ဆွေတယောက်စိတ်မပါတော့ပဲတခုခုကိုကြားနေရတယ်လို့ခံစားနေရပါတယ်။နောက်တော့ကျွန်တော်တို့ခန်းထဲမှာဘသူကစားနေတာလဲလို့မေးတဲ့ခါမှာတော့တငယ်ချင်းတွေကဘာဖြစ်လို့လဲလို့ပြန်မေးကြပါတယ်။ကျောင်းစင်တော်ဆရာကနတ်ဆွေကိုနတ်ဆွေဒီနေ့ကနှုတ်ကြောင်းမလာဘူးလားလို့ပြောပါတယ်နတ်ဆွေကဟုတ်ကဲ့လို့ဖြေပြီးဆရာကနေမကောင်းလို့လားလို့ထပ်ပြီးတော့မသိဘူးဆရာသူ့ကိုအဆက်အသွယ်မရသေးဘူးလို့စိတ်မကောင်းစွာဖြေပါတယ်ဆရာကလည်းရပါတယ်ဒီအကြောင်းကိုသူ့စီသတင်းပို့ဖို့မင်းကိုပဲရတော့မှာပဲလို့ပြောပြီးအစီရင်ခံစာကိစ္စတွေကိုပြောပေးဖို့မှားလိုက်ပါတယ်
ကျောင်းစင်းပြီးနောက်ပိုင်းမှာတော့နတ်ဆွေကကနုတ်ကိုထက်ခေါ်နေခဲ့ပါတယ်ဖုံးဝင်သွားတဲ့အချိန်မှာတော့နတ်ဆွေကဟေးနင်ဘာဖြစ်နေလားလဲငါနင်းကိုအဆက်အသွယ်လုပ်နေတာကြားပြီလို့ပြောတော့ကနုတ်ကငါနင်းနေမကောင်းပြီးစီးတောက်ထားတာတနည်းလုံးအိတ်နေတာလို့ပြန်ဖြေပါတယ်ကနုတ်ကနိုးလာတော့နင်ဖုံးခေါ်ထားတာတွေတွေ့လို့လန့်သွားတာဘာဖြစ်တာလဲလို့မိပါတယ်နတ်ဆွေကအေးအစင်ပြေတာပေါ့မင်းဘာမှမဖြစ်တာပဲနောက်မှဖုံးထပ်ပြောတော့မယ်လို့ပြောရင်လက်ထဲကဘောပင်ကျုပ်ကျသွားတာနဲ့ကောက်ဖုံငုံလိုက်ချိန်မှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်စပွဲအောင်မှာကနုတ်ရဲ့ခေါင်းပြက်ကြီးကနတ်ဆွေကိုစိုက်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်ကြောက်လန့်တကြားအိုဟစ်ပြီးလေးကျသွားပါတော့တယ်နတ်ဆွေတယောက်ကြောက်လန့်တကြားနဲ့ရီချိုးခန်းထဲမှာမျက်နှာတစ်နေခဲ့ပါတယ်ကြောက်ရွံ့မှုတွေကသူ့ကိုလွမ်းမိုးနေခဲ့ပြီးစိတ်ကိုဘယ်လိုမှထိန်းရအောင်ဖြစ်နေခဲ့ပါတယ်မှန်တယ်ကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ရုပ်ပုံကကနုတ်ရဲ့ခေါင်းပြက်ကြီးအဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတာကြောင့်ထပ်ပြီးကြောက်လန့်တကြားအိုဟစ်ပြီးလေးကျသွားခဲ့ပါတယ်တနင်္ချင်းတယောက်ကမင်းဘာဖြစ်တာလဲဘာဖြစ်လို့လဲလို့မိပြီးညှိသိမ့်ပြီးနေခဲ့ပါတယ်နတ်ဆွေကကနုတ်ကိုထပ်ပြီးဖုံးခေါ်ဖို့ကြိုးစားပြန်ပါတယ်ကနုတ်ရဲ့မက်ဆေ့ချ်ထဲမှာမင်းနဲ့ပြောစရာရှိတယ်ဆိုတဲ့စာတွေပဲရေးထားတာကိုတွေ့လိုက်ရပါတယ်ကနုတ်ကိုဖုံးခေါ်နေတော့မှပဲမှန်ကွဲတန်ကြားလိုက်ရပြီးတော့မှန်လေးကသူ့ပုံရိပ်ကကနုတ်ရဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်အဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရပါတယ်နောက်တစ်ချိန်ကနုတ်ကိုဖုံးခေါ်တဲ့အခါမှာတော့အမျိုးသမီးတယောက်ကဟယ်လိုလို့ဖြေပါတယ်နတ်ဆွေကမင်းနေမကောင်းဖြစ်နေတာလားဘာလို့ကြောက်မလာတာလဲလို့မိတဲ့အခါမှာတော့မင်းလားဒါကနုတ်ရဲ့အမိပါလို့ပြန်ဖြေပြီးဖုံးချသွားခဲ့ပါတယ်နောက်တစ်နေ့မနက်ကျောင်းမှာတော့ဆရာကကျောင်းသားတွေကိုကဲကျောင်းသားတို့မင်းတို့ကိုအရေးကြီးဆုံးကိစ္စတစ်ခုပြောစရာရှိတယ်လို့ပြောပါတယ်မင်းညကမင်းတို့ရဲ့တငယ်ချင်းကနုတ်ကွယ်လွန်သွားပြီဆိုတဲ့ဆရာရဲ့စကားကြောင့်ကျောင်းသားတွေအားလုံးထိတ်လန့်တုန်လှုပ်သွားကြပါတယ်ကျောင်းသားတယောက်ကဘာဖြစ်သွားတာလဲဆရာလို့မေးတဲ့အခါမှာတော့မတော်တဆမှုကြောင့်အသက်ဆုံးရှုံးသွားတာမော်တော်ဆိုင်ကယ်မောက်ပြီးတော့ဥဒုံမဆောင်တာကြောင့်လို့ဆရာကရှင်းပြပါတယ်မျက်မြင်သက်သေတွေပြောတာတော့သူ့အလောင်းကကြောက်စရာကောင်းနေတယ်လို့ဆရာကပြောလိုက်ချိန်မှာတော့နတ်ဆွေတယောက်ထိတ်လန့်မှုနဲ့အတူစိတ်တကြနေခဲ့ပါတယ်နောက်ပိုင်းမှာတော့နတ်ဆွေနဲ့သူ့တငယ်ချင်းကကွန်ပျူတာပေါ်ကချိန်စာတင်တဲ့အကြောင်းကိုပြန်ကြည့်နေခဲ့ကြပါတယ်မိန်းကလေးတယောက်ရဲ့ဦးခေါင်းကိုမမြင်ရတဲ့သူတိုင်းကချိန်စာတင်နေမယ်သူ့ဦးခေါင်းကို2ရက်အတွင်းရှာမတွေ့ရင်သူ့ကိုတေတံပေးလိုက်မယ်ဆိုတဲ့စာကိုဖတ်ပြီးနတ်ဆွေတယောက်အလွန်အမင်းထိတ်လန့်သွားခဲ့ပါတော့တယ်ကျောင်းရဲ့နေရံတွေမှာပုံကွယ်နေတဲ့လှုပ်ဝက်ချက်ကသူမရဲ့ဘဝကိုအမှောင်ဘက်စီဆွဲခေါ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးအရာရာကိုအေးအေးဆေးဆေးဖြတ်တန်းနေတဲ့ဒီကျောင်းသူလေးမနတ်စဝီဟာဘလူကြောက်စရာအခြေအနေတွေနဲ့ရင်ဆိုင်ရမလဲဆိုတာဘယ်သူမှမသိနိုင်ခဲ့ဘူးကျောင်းစင်းကြီးရောက်လို့ကျောင်းသားတွေအားလုံးပြန်သွားကြပေမဲ့မနတ်စဝီတယောက်ထဲကျောင်းခန်းထဲမှာတခုခုကိုအသေးအတန်လိုက်ရှာနေခဲ့ပါတယ်စာတင်ကုန်တွေအောက်မှာပြန့်ကျင်းနေတဲ့စာရွက်စာတမ်းတွေကိုလည်းသူမကစိတ်ပူပန်စွာကောက်ယူနေခဲ့တယ်သူမစာတင်ကုန်အောက်ကနေတခုခုကိုဆွဲထုတ်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အတန်တွေကြားလိုက်ရပြီးသူမရဲ့စပင်းတစ်ချောင်းကစာတင်ကုန်ခြေထောက်မှာညှက်နေတာကိုတွေ့လိုက်ပါတယ်ဒီအချိန်မှာပဲသူမဟာကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပြီးညှက်နေတဲ့စပင်းကိုကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်ကျောင်းဆရာတယောက်သူမရှိကိုရောက်လာပြီးဒီလူတာမင်းလားလို့မေးလိုက်ပါတယ်မနာစဝီနဲ့ဆရာတို့ဟာဆရာရုံခန်းထဲမှာစကားပြောကြပြီးဆရာကသူမကိုမင်းကတခြားကျောင်းသားတွေရဲ့အမှတ်တမ်းကိုလိုက်ရှာနေတာပဲမင်းဘာလို့ကျင်တာလဲလို့ထပ်မေးလိုက်ပါတယ်မနာစဝီကတော့ကျမကရှာစရာရှိလို့ရှာနေတာပါဆရာလို့ဖြေပြီးမဲ့ဘာရှာနေတာလဲလို့ထပ်မေးတဲ့အခါတကယ်ပြောပြလို့မရပါဘူးလို့ပဲခေါင်းငုံပြီးပြန်ပြေးခဲ့ပါတယ်ဆရာကတော့သူမရဲ့ဒီအပြုတ်မှုကိုနားမလည်နိုင်ဖြစ်နေခဲ့တယ်ဆရာကမနာစဝီမင်းအခုလိုလုပ်တာကတယောက်ယောက်ကများတွေးလို့ရှိရင်တော့မင်းတစုံတစ်ခုကိုခိုးနေတယ်လို့ထင်ကြလိမ့်မယ်လို့ပြောပြီးသူမကအမြဲတမ်းចောင်းစာတော်တဲ့ចောင်းသူကောင်းတယောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဆရာကဒီလိုကောင်းမွန်တဲ့ចောင်းသူတယောက်ကဒီလိုလုပ်တာကိုမယုံနိုင်ဘူးလို့လည်းပြောခဲ့တယ်ဆရာမင်းကိုယုံပါတယ်ဒါပေမဲ့မင်းဘာဖြစ်နေတာလဲဆိုတာကိုဆရာကိုပြောပြနိုင်မလားလို့မေးလိုက်တဲ့အခါမနာစဝီကဆရာကျမတို့ကျောင်းမှာဝနီတာဆိုတဲ့ကျောင်းသူတယောက်ရှိဘူးလားဆိုတဲ့မိကုန်းကိုမေးလိုက်ပါတယ်ဆရာကခဏတုံဆိုင်သွားပြီးဝနီတာအင်တာနက်မှာလူတွေပြောနေတဲ့ဝနီတာလားလို့ပြန်မေးခဲ့ပါတယ်မနက်စဝီကအဲ့ဒါအမှန်မဟုတ်ဘူးလို့ပြောတာလားလို့မေးလိုက်တဲ့အခါဆရာကဝနီတာဒီကျောင်းမှာတက်ခဲ့တာတော့အမှန်ပဲပြီးတော့ဒီကျောင်းမှာအသက်ဆုံးရှုံးခဲ့တာလည်းအမှန်ပဲလို့ပြောလိုက်ပါတယ်ဆရာကဝနီတာဟာသူ့ရဲ့တပည့်ဟောင်းဖြစ်ခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့ဒီလိုတရေ6တဲ့ဆိုတဲ့ကောလာဟလာတွေကိုမယုံကြည်ကြောင်းပြောပါတယ်ဒါတွေဟာလူတွေဖန်တီးထားတဲ့အတိတ်ပဲမရှိတဲ့ကိစ္စတွေတတ်တတ်ပဲလို့သူကဆက်ပြောခဲ့ပါတယ်ဒီကြောင့်မှအခုနောက်ပိုင်းဘယ်သူမှတေတာမျိုးမရှိဘူးလေလို့ဆရာကပြောလိုက်တဲ့အခါမနက်ဆိုပြီးကဒါဆိုကနောကိစ္စကိုလူထပ်မိပါတယ်ဆရာကတော့ကနောကတော့မတော်တဆပါလို့ဖြေခဲ့ပြီးသူမနားလည်မယ်လို့လည်းထင်နေခဲ့ပါတယ်မနက်ဆိုပြီးဆရာစကားနားထောင်ဆရာမင်းခံစားနေရတာကိုနားလည်ပါတယ်အချစ်ဆုံးတငယ်ချင်းကိုဆုံးရှုံးလိုက်ရလို့လူဆရာကပြောခဲ့ပါတယ်ဒါပေမဲ့ဒီအကြောင်းအရာတွေမှာပဲနစ်မွန်းနေတာကမကောင်းဘူးလို့ဆရာကဆက်ပြောပါတယ်ဆရာကကနောကောင်းရမွန်ရရောက်မှာပါမင်းဒီလိုဖြစ်နေတာကိုမြင်ကြမှာမဟုတ်ဘူးလို့ပြောပြီးအချိန်နောက်ကျနေပြီဖြစ်လို့အိမ်ပြန်ဖို့ပြောခဲ့ပါတယ်
မနက်ဆိုကြီးကတော့ခေါင်းမှုပြီးတွေးတောနေခဲ့ပါတယ်ဆရာကသူမကိုစာအုပ်တအုပ်ပေးလိုက်တဲ့အခါမနက်ဆိုကြီးကဆရာကကိုထင်လားတရေတွေကတကယ်ရှိတယ်လို့မိလိုက်ပါတယ်ဆရာကခဏတာတိတ်ဆိတ်သွားပြီးနောက်ရှိတယ်ဆရာကိုယုံနေလို့ပြန်ပြေးခဲ့ပါတယ်မနက်ဆိုကြီးကအံ့ဩတုန်လှုပ်စွာကြည့်နေခဲ့ပါတယ်ဆရာကတော့ဒါပေမဲ့တရေဝါနေတာတကယ်ရှိနေတယ်ဆိုရင်တော့ဆရာကတော့လူတွေကိုလက်စားချီတတ်တဲ့တရေမျိုးဖြစ်မှာမဟုတ်ဘူးလို့ပြောပြီးသူမကိုညှစ်သိပ်ပေးခဲ့ပါတယ်ညဘက်ရောက်တော့မနက်ဆိုကြီးတယောက်အိပ်ရာပေါ်မှာဖုံးကြည့်နေတော့သူမရဲ့အမိရောက်လာပြီအခုထိမအိပ်သေးဘူးလားသမီးလို့မိပါတယ်